အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Steven ပါဒီနေ့တော့ကျွန်တော်ဂျပန်ကြားဟီနိုတချင်းတန်ကားတစ်စီးအကြောင်းကိုဗီဒီယိုလုပ်ပေးထားပါတယ်ဗျအားလုံးပဲကျွန်တော်နဲ့အတူတူဒီကားလေးရဲ့အကြောင်းကိုကြည့်လိုက်ရအောင်ဗျဒီကားလေးကတော့ရောင်းထားပြီးသားကားဗျကျွန်တော်ပရိသတ်တွေကြည့်လို့ရအောင်လို့ကျွန်တော်ဗီဒီယိုပြန်ပြီးတော့ရိုက်ပြပေးထားတာဗျဒီကားလေးကတော့2000ခုနှစ်ထုတ် model ဖြစ်ပြီးတော့ရှေ့လေးနောက်လေးနဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့မြေကြီးပဲတင်မလားတဲပဲတင်မလားကြောက်ပဲတင်မလားပြီးရင်ကျွန်တော်တို့လမ်းမျိုးစုံမှာလည်းအသုံးပြုလို့အဆင်ပြေမဲ့ကားတစ်စီးဗျဟီနိုတချင်းကားလို့ပြောလိုက်ရင်တော့ကျွန်တော်တို့တွေနဲ့တိတ်ပြီးတော့မရင်းနှီးလောက်ပြင်မဲ့ကျွန်တော်တို့ Toyota Dyna တချင်းကားလို့ပြောလိုက်ရင်တော့အားလုံးနဲ့ရင်းနှီးကြမယ်လို့ထင်ပါတယ်ဗျဒီကားကတော့ကျွန်တော်တို့အဲ့ဒီ Dyna နဲ့အားလုံးဒီပါတူတူပဲဗျ engine တွေ frame တွေ body အရှိုးအကွေတွေရုပ်တွေအားလုံးတူတူပဲဗျနာမည်လေးပဲကွဲသွားတာဗျဟီနိုနဲ့ Dyna ဆိုပြီးတော့နာမည်လေးပဲကွဲသွားတာဗျခေါင်းရဲ့အောက်ဘက်ရှယ်မှာကျွန်တော်တို့စီဆိုတာစိတ်နာဘာမှမတွေ့ရတယ်လို့ဒီလေးခုနေရာတွေမှာလည်းတန်ကြီးတက်တာတွေပါတော့တိတ်မတွေ့ရသေးဘူးဗျဝေအနေနဲ့မှာဆိုရင်တော့ကျွန်တော်တို့16 size ဝေကိုရှေ့ရောနောက်ရောသုံးမိထားတယ်ဗျဒီကားကအတွင်းကန်းတော့ညော့တယ်ဗျကျွန်တော်တို့ဒီအတွင်းကန်းကိုပြန်ပြီးတော့တန့်ရှင်းရင်းနေလောက်ရမယ်ဒီ driver ဘက်ကခုံတွေကိုပြန်ပြီးတော့ရှုပ်ဖို့လိုတယ်ဗျအကောင်လေးကျွန်တော်တို့ထိုင်ကုန်ချုပ်တဲ့ဆိုင်ကိုပြန်ပြီးတော့အပ်ပြီးတော့ရှုပ်ဖို့လိုတယ်ဒီခေါင်နေရလဲပိတ်နေတယ်ဗျဒီအပေါ်ကခေါင်နည်းနည်းလေးတော့ရှိုင်နေတယ်ဗျအကောင်လေးတွေလည်းပြန်လောက်ရမယ်ပြီးရင်ဒီခေါင်မှာပိတ်နေတဲ့ဟာလေးတွေတန့်ရှင်းပြန်ပြီးတော့လောက်ရမယ်ဗျကီလိုကတော့ဒီကကီလို2သိန်းခွဲကျော်ပဲရှိသေးတယ်ဗျကီလိုတအားမများသေးဘူးပြီးရင် engine တန်လည်းတော်တော်လေးတင်းတယ်ဗျ engine တန်တော်တော်လေးတင်းတယ် engine တန်တော်တော်ကောင်းတယ်ဗျဂီယာတွေအားလုံးလည်းအဆင်ပြေတယ်ဗျဂီယာတွေကြက်တာတွေဂီယာညက်တာတွေမရှိဘူးဂီယာအားလုံးအဆင်ပြေတယ်ဂီယာအားလုံးဝင်တယ်ဗျဒီကမန်ရှုံးမှန်ခေါက်လည်းအလုပ်လုပ်တယ်ဗျမန်ရှုံးမှန်ခေါက်လေးအဆင်ပြေတယ်ဘွန်လည်းအလုပ်လုပ်တယ်ဗျအဲကွန်အေးတယ်ဗျအဲကွန်ပေါက်တွေအားလုံးကလေထွက်တယ်ဗျပြီးရင်ခလုတ်တွေအားလုံးအဆင်ပြေတယ်အလုပ်လုပ်တယ်အဲကွန်လည်းတော်တော်လေးအေးတယ်ဗျချက်ကြီးမမရှိရတော့ဒီရှေ့မှန်ပေါ့ကျွန်တော်တို့ဒီရှေ့မှန်ကြီးတစ်ချက်လဲရမယ်ဗျဒီဘက်မှာကျွန်တော်တီးရတဲ့လောက်ကတော့ရှေ့မှန်ကြီးတစ်ချက်မြန်မာငွေ10သိန်း17သိန်းဝန်းကျင်လောက်တော့ပေးရမယ်ဗျအဲကောင်လဲလိုက်ရင်တော့ကားတော်တော်လေးရုပ်ထွက်လာမယ်ဗျဘေးမန်တင်မန်ရှာတွေအားလုံးအလုပ်လုပ်တယ်ဗျမန်တင်မန်ရှာနှစ်ဖက်စလုံးအလုပ်လုပ်တယ်စီယာရန်လဲပုံမှန်တိုင်းပဲဗျစီယာရန်လက်ရတာလေးတာပြူတာမရှိဘူးဗျစီယာရန်ပုံမှန်တိုင်းပဲဟိုက်ဒရိုလစ်ဓာတ်နေလည်းအလုပ်လုပ်တယ်ဗျဟိုက်ဒရိုလစ်ဓာတ်လည်းပုံမှန်တိုင်းပဲအလုပ်လုပ်တယ်တို့ဒီဟိုက်ဒရိုလစ်မောင်းတန်ဆွဲလိုက်တာနဲ့ဒီဟိုက်ဒရိုလစ်ကအပေါ်တက်နေပြီဗျဒီဘာတွေနင်းစရာမလိုဘူးဗျဟိုက်ဒရိုလစ်ဓာတ်အလုပ်လုပ်တဲ့အဆင်ပြေတယ်ဗျကားရဲ့အကြီးဆုံးအားသာချက်ကတော့ပါလဲဆိုတော့ frame တွေတော့လာတာဗျ frame တွေကျန်းကင်းတွေတော့လာတယ်ဒီကျွန်တော်တို့ကျန်းကင်းရဲ့အောက်ဘက်ရှန်ဒီနေရာတွေဆိုလို့ရှိရင်တော်တော်လေးလာတယ်ဗျ origin နဲ့စီတာအယောင်နဲ့ပဲတန်ကြီးတက်တာပဲဘာမှမရှိဘူးပြီးရင် frame တွေဗျ frame တွေတော်တော်လေးလာတယ်ဒီကားမှာစီတန်ကီတော်တော်လေးကြီးကြီးကိုထည့်ပေးထားတယ်ဗျဒီစီတန်ကီဆိုရင်ကျွန်တော်ထင်တာတော့100လီတာလောက်ဝင်ဆက်မယ်လို့ထင်တယ်ဗျဒီစီတန်ကီကကားရဲ့အနောက်အိမ်ထဲမှာထည့်ထားတာတော့ဂျပန်ကပါလာတယ်ကျွန်တော်တို့ဒီဘီးပေါင်ကားပေါ့ဂျပန်ပါလာတဲ့ဘီးပေါင်ကားတွေအကောင်ဖြုတ်ပြီးတော့ကားရဲ့အနောက်အိမ်ထဲမှာထည့်ပေးထားတယ်ကားမှာပါတဲ့စပယ်ယာဘင်းညာတာယာလေးတွေဝိတ်ပြည့်ပေးတယ်ဗျဒီဘက်ထရီလေးတွေလည်းအဆင်ပြေတယ်ဗျဒီလိုကြမ်းခင်းမျိုးကိုကျွန်တော်တို့ဒီကားလောကမှာခေါ်တာတော့ဒီကောင်မျိုးကိုပေါင်ကြီးလို့ခေါ်တယ်ဗျကြမ်းခင်းကဟိုလိုချောင်းရုပ်ပုံစံနဲ့ကြမ်းခင်းလုပ်ပြီးတာအဲ့ဒါကြီးလို့ခေါ်တယ်ဗျဒီလိုမျိုးကားတွေကဒီကြိုက်များကြတယ်ဗျ hydraulic တွေပါတွေကဒီကောင်ပြန်ပြီးတော့ကြတာတွေပါမရှိဘူးဗျ
ကျန်းခင်းမှာတော့ဒီကောင်းရဲ့ကျန်းခင်းအနောက်ဘက်မှာတော့နည်းနည်းလေးပိန်နာလေးတွေတော့ရှိတယ်ဗျအနည်းငယ်ပဲဗျဒါဆူဆူကပိန်နာမဟုတ်ဘူးအနည်းငယ်လောက်ပဲပိန်တယ်ကားကအောက်ဆွဲအမျိုးအစားဖြစ်ပြီးတော့ကျွန်တော်တို့ဒီဂျပန်ကလာတဲ့ original လေးတွေကနည်းနည်းပဲထည့်ပေးထားတယ်ဗျကျွန်တော်တို့ဘက်မှာပြန်ပြီးတော့တဲတွေကြောက်တွေတင်မယ်အလေးအများကြီးတင်မယ်ဆိုတော့လေးထပ်ပို့ဖို့လိုတယ်ဗျခုမှပါတဲ့တာယာ6လုံးစလုံးမှာတော့ဝိတ်ပြည့်တယ်ဗျကျွန်တော်တို့6လုံး9လုံးပေါ့စပယ်ယာဘိန်းမှာပါလို့ရှိရင်တာယာ9လုံးစလုံးဝိတ်ပြည့်တယ်ဗျဒီကားရဲ့ engine ကြုံမျိုး frame ကြုံမျိုးနဲ့ဆိုဒီတေချာလေးစီကန်းရှိရှိသုံးမယ်ဆိုတော့556နဲ့550မိလောက်ကတော့ဒါလေးသုံးလို့ရမှာထင်တယ်ဗျအင်ဂျင်ကန်ကိုတစ်ချက်ကြည့်ကြည့်ဗျလုံးဝစီဆိုရစိတ်ရတဲ့စက်မှမရှိဘူးဗျအင်ဂျင်ကန်တော်တော်လေးလာတယ် frame တွေတော်တော်လေးလာတယ်ဒီကားမှာအားသာချက်ကအဲ့ဒါတွေဗျ frame လာတယ် engine လာတယ်တော့ဒီရုပ်လေးမှာနည်းနည်းပါးပါးကြည့်ရခိုက်ရရှိတာလွဲလို့ကျန်တာတော်တော်လေးအဆင်ပြေတယ်တော်တော်လေးကောင်းတယ်ကျွန်တော်ကားဆက်လန့်ပြီးတော့တက်ပြပေးတာဗျဒီခေါင်မှာတော့ကျွန်တော်ပြောသလိုပဲနည်းနည်းပိန်တာလေးရှိတယ်ဗျအဲ့ကောင်လေးပြန်ပြီးတော့လောက်ရမယ်ဗျတစည်းလုံးပတ်လည်စီးသားကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အလုံးဝအသစ်နီးပါးလောက်စီးသားမကြံတော့ပေမဲ့သူကလည်းသူအသင့်လေးတော့ကြည်ကောင်းသေးတယ်ဗျဒါအားကြောတဲ့ထင်ပါဘူးဗျ training ပါဆိုရင်တော့ဂျပန်လာတဲ့ဘာပုတ်ကြောက်ကြောက်လေးဗျဘာပုတ်ဒီကောက်မှာသုံးပေးထားတဲ့ engine က SO5C သုံးပေးထားတယ်ဗျကျွန်တော်တို့ SO5C လေးကိုကတော့တာဝန်မပါဘူးဗျဒီလို engine ပဲဒါပေမဲ့ရုံးအားတာဒီကောင်ကကျွန်တော်တို့ပြင်တာ4.5C လို့ engine နဲ့ရုံးအားဒီလောက်ပဲကြားတယ်ဗျဝေးပိုင်းရှိတယ်နော်ဆက်နေပါတယ်ဒီပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံလေးတွေပါလို့ပြင်တာတော့ပဲရှိတယ်ဆိုတာဆက်တဲ့တိုင်းဆက်နေတာအောက်နည်းနည်းပတ်ပြီးတော့မောင်းဆန်းပြပေးမယ်ဗျစီရတဲ့နေပါလေးလက်ရပြူရတာတော်တော်ကောင်းဒီကားမှာကျွန်တော်တို့ပြန်ပြီးတော့လောက်ရမှာဆိုလို့ဒီရှေ့မန်ကြီးတစ်ချက်ပြန်ပြီးတော့လဲရမယ်ပြီးရင်ဒီအတွင်းကန်းတွေတက်ရှိလောက်ရမယ်ဖောင်လေးတွေကျွန်တော်တို့နည်းနည်းလေးပြန်ပြီးတော့လောက်ရမယ်ဒါတွေပဲရှိရဗျကျန်တဲ့အားနည်းချက်တွေတော့ဘာမှမရှိဘူးဗျကျွန်တော်အားလုံးစီး